Hello မင်္ဂလာပါဒါလေးကဒီနေ့ရောက်ထားတဲ့ item တွေပေါ့နော်ဒီကောင်ကတော့ ghost stick ကMarco သူကတော့9000နော်ဒါ H 9000ကိုဒီကောင်လေးကတော့ယူယူပဲနော်ဒါ4200သူကကြတော့ဒီပုံတိုင်းထွက်မယ်နော် official ဖြစ်တဲ့အတွက်ဒီပုံတိုင်းကိုထွက်မှာနော်ဒီကောင်လေးက size တော်တော်ကြီးရယ်နော်ဒါ4000ခွဲ size တော်တော်ကြီးရယ်ဒါလေးဒီကောင်က6000ဒါလည်း size A မှာ size ရှိဒါ Ichiban size နေပါရှိမယ်ဒီကောင်နော်ပြီးရင်ဒါလေးရှိမယ်ဒီကောင်လည်း Ichiban size နေပါရှိမယ်6000ဒါ9000ဒါ size တော့ကြီးမယ်နော်ဒါလေးလည်း size တော့ကြီးမယ်ဒါ sexy girl လေးတွေပေါ့နော် size ကြီးမယ်ဒါ Agasa နော်သူကတော့ဒီရုပ်ထွက်အတိုင်းထွက်မယ်နော်ဒီနော်သူက6000နော်ဒီမှာကဲပြီးလို့ရှိရင်ဒါလည်း mathematic လည်းဒီပုံတိုင်းထွက်မယ်ပြီးလို့ရှိရင်ဒါလေးတွေကကြိုက်ရယူ1000ခွဲခေါင်းနေနော်ပေါင်းပြီး short ပေးလိုက်တယ်ဒီကောင်လေးကနော်ဒါလေးကမီဟော့ပြီးရင် Zoro ကြိုက်ရယူ1000ခွဲပြီးရင်အရှားကြီးပဲနော်အရှားကြီးပဲဒါတွေကနော်ဒါပြီးရောင်းထွက်ပြီးရင်ပြန်ဝယ်မရတဲ့အနေအထားမှာရှိရဲနော်အခုအရင်တော့ဆိုပေါ်တော့နေရောက်လာတဲ့တစ်ချက်အဲ့တော့အဲ့ဆိုရင်အဲ့တော့ဝင်ဒီထက်တော့တန်မလားမသိနော်ဒီကောင်ဆိုရင်အခုပြန်ရှားရတဲ့ထဲပြန်ပါလာပြီအခု time မှာတိတ်မတွေ့တော့ကျွန်တော်ဒီကောင်နော်ဒီကောင်တို့ပြန်ဟိုပြန်စုနေတဲ့တမိုင်းပြန်ပေါ်လာပြီနော်ဒါလေးတော်တော်ကုံနုနီးပါဖြစ်နေကြက်ရယူ1000ခွဲနော်ဒီမှာမီနာတိုရှိမယ်နော်ဒီကလီဟိုဂိုင်းမဟုတ်နော်လီ rock လီမီနာတို65 6000ခွဲဂိုင်း rock လီက60ဒါလေးက2កောင်ပါမယ်4000ခွဲ high ju နော်ပြီးရင်ဒါလေးလည်း4000ခွဲနော်သူကကြတော့သူချနေတဲ့ပုံစံလေးဒါလည်း9000ဒါကောင်ဒီမှာလက်ကဒီလိုမျိုးပုံစံလေးဖြစ်မယ်နော်ဒီပုံတိုင်းထွက်မယ် official မို့လို့အမခံပြီးရောင်းပေးပါတယ်ရုပ်ကဒီတိုင်းထွက်မယ်ဒါလေးက19000ပြီးရင်ဒါလေးကနည်းနည်း sexy မှတော်တော် sexy ဖြစ်တာသူက6000 ထိုင်းမှာဒီကောင်85အထိပေါက်တယ်နော်85 90အထိပေါက်တယ်တကယ်ပေါက်တာနော်စောင့်ရလှလို့နော်ကျွန်တော်အဲ့ဒါတဘူးပဲရှိမယ်နော်ဒါလေးက9500ဒီရုပ်တိုင်းထွက်မယ်နော်ဒါ official တွေပါလို့နော်မော်လာပြီဒါ4000ခွဲနော်ဒါ4000ခွဲနောက်တို့ဒါပြပြီးပြီဒါလည်း6000ဒီရုပ်တိုင်းထွက်မယ်နော်မျက်လုံးလေးကအစပြီးရင် Ultraman 4000ခွဲ Ultraman နော်ဒီမှာဒီကောင် A နော်နံပါတ် A ဒီမှာဒီအမဲခေါင်းအမဲလေးနဲ့နော်ဒီမှာဒီလိုပုံစံလေးပြီးရင်ဒီ Ultraman အတစ်ထွက်ဟိုအရင်က Netflix Ultraman ဒါနော်ဒီကောင်ကဒါလည်း4000ခွဲနဲ့ပဲယူလိုက်ဒါ6000ဒါအလီဘာဘာမို့လို့6000 GB ကတော့ကျွန်တော်မှစုထားတဲ့တစ်ကောင်ပဲရှိတော့မယ်မရှိတော့ဘူးကျွန်တော်6000ခွဲရအောင်နဲ့ GB ကတော့နော်ပြီးရင်ဒါလေးကလည်း6000မနော်ခုနပြောပြီးတယ်နဲ့ဒါလေးက68 6000တူကကြတော့ဒီဟိုတစ်ခါတော့ကျွန်တော်ဒီကောင်တော်တော်ဒီဗီဒီယိုတော့ပောက်သွားသေးတယ်68နော်သူစားထွက်တော့ဒီကောင်အခုလောလောဆယ်ဒီဈေးနဲ့ရအောင်မယ်နောက်နည်းနည်းကြာသွားရင်85အထိဖြစ်သွားနိုင်ဒီကောင်3000ခွဲနော်ဒီကောင်ပတ်နေပါမယ်ဒီအနောက်ပတ်နေနဲ့ဒီအရှိအယုတ်ကတိလေးနဲ့နော်သူကချစ်စရာကောင်းတယ်နော်ဒီတော်တော်လေးချစ်စရာကောင်းတယ်ဒါကြတော့ဒီပတ်နယ်တွေကနောက်ကျရင်ဈေးတက်နိုင်ချေရှိတဲ့ပတ်နယ်တွေနော်သူကကြဘာဖြစ်လို့ဆိုတော့အချီပန်ပုံစံနည်းနည်းပေါက်နေလို့နော်အချီပန်ဟိုပတ်နယ်ဘာလဲ rank demonstration လို့နည်းနည်းဖြစ်နေလို့ပြီးရင်ဒီကောင်လေးက1000ဒီကောင်လေးက1000နော်ပြီးလို့ရှိရင်ဒီမှာဒါ H and H ကနော်ဒီဇိုးမချီတုံးမဒါကနော်မင်းသားဒါ6000ဒီက9000ဒါလေးကဒီမှာတော်တော်လေးလှရုံရောဟိုပါငှက်ရောဒီမှာကျွန်တော်လှလို့ဆိုပြီးတိမ်လို့ဆိုပြီးဖောက်ထားကြည့်ရနော်တော်တော်လေးမိုက်တယ်ပြီးရင်ဒီကောင်9500ပြင်နည်းနည်းပြင့်ဝင်တဲ့အကောင်ဒီကောင်ပြီးရင်မတွေ့ရတော့စိတ်ချဒါ6000ခွဲနော်ဒါလေးလည်း6000ခွဲပြီးရင်ဒါလေးက6000ဒါ9500သူကဒီရုပ်ထက်အတိုင်းထွက်မှာနော်ဒီစရလှမျက်နှာအနေထားပြီးရင်ဒီကောင်လေးက4000ခွဲနော်ဒီကောင်က9ရုပ်လုံးယူရင်တစ်ဈေးရှိမယ်နော်ဒါဈေးရင်ပြောပြမယ်38 3800 3800ဒီက4000 3800 4000နော်ပုံစံပြပြီမယ်ဒါဟို relax time နဲ့သူကစိုက်နေနေသေးမယ်နော်
relax တိုင်းတွေက size အများကြီးပိုကြီးတယ်ဒီကောင်နည်းနည်းချစ်စရာကောင်းပြီးတော့ဒီဘက်နည်းနည်းသွားမယ်နော်ချစ်စရာကောင်းတဲ့ဘက်နည်းနည်းသွားမယ်နေရာလေးကဲကျေးဇူးအများကြီးတင်ပါတယ်နော်